ဒီနေ့မှာတော့ဘန်ဆူမိုစလမ်မာဂိမ်းရဖို့တန်းစီဆောင်နေရပါတယ်။နှစ်နာရီလောက်တန်းစီနေရတော့နေရာနည်းနည်းလေးမှမရွေးတာကြောင့်ကွမ်လဲစိတ်မရှိဖြစ်နေပါတယ်။ဘန်ကတော့ဆူမိုစလမ်မာ 2.1 ရဖို့ဘာမဆိုလုပ်မယ်လို့ပြောလိုက်ပါတယ်။အဖိုးမတ်ကတော့စာအုပ်ဆိုင်လေးထဲမှာတွားထိုင်ဆောင်ကြမယ်လို့ပြောရမယ်။ဘန်ကတော့သူ့နေရာလူသွားမှကြောက်တာကြောင့်အဖိုးမတ်တို့ကိုသာတွားခိုင်းလိုက်ပါတယ်။အဲ့တော့အဖိုးမတ်တို့လည်းစာအုပ်ဆိုင်ကပြန်ထွက်လာကြရချင်းမြို့ထဲမှာဖိုဝမ်စ်ကတောင်းကျမ်းနေပြီးရဲတွေကိုပါအန်နေရပြုတ်နေပါတယ်။ကွမ်ကတော့ဘန်ဘာလို့ဒီလိုတွေလုပ်နေရလဲလို့စဉ်းစားနေရပါတယ်။အဲ့ချင်းဂျိုသားထင်းသိန်းရဲ့အဖွဲကဘိုးကြီးစတီရောက်လာပါတယ်။ဘဇူကာလို့ခေါ်တဲ့လောင်ချာကိုလည်းထုတ်လာခဲ့ပြီးဖိုဝမ်စ်ကိုပြစ်လိုက်ပါတယ်။ဖိုဝမ်စ်လည်းပီဇာဆိုင်ထဲလွင့်သွားပြီးစတီတို့ကိုလည်းမီးဖို့နဲ့ကောက်ပေါက်ကအဝေးကိုထွက်သွားခဲ့ပါတယ်။ကွမ်ကတော့ဘန်စီလာပြီးမြို့ထဲမှာတောင်းကျမ်းနေရတဲ့အတွက်ဘန်ကိုစူနေပါတယ်။ဘန်ကလည်းဘာတွေပြောနေရလဲလို့သာပြန်မေးလိုက်ပါတယ်။အဲ့ဒါကြောင့်ကွမ်လည်း TV ကဖိုဝမ်စ်တောင်းကျမ်းနေတဲ့သတင်းကိုပြလိုက်ပါတယ်။ဘန်ကတော့အဲ့ဒါသူမဟုတ်ဘူးလို့သာပြန်ပြောလိုက်ပါတယ်။ကွမ်ကတော့ဖိုဝမ်စ်လိုဂျိုသားတကောင်ထက်လာတောင်းကျမ်းသွားတယ်ပေါ့လို့ခနဲ့ပြီးမေးလိုက်ပါတယ်။ဘန်ကလည်းဖြစ်နိုင်တာပေါ့လို့ပြောပြီးဟိုတခါလည်းဒိုင်မိုဟတ်နဲ့တခါတွေ့ခဲ့တာပဲလို့ပြန်ပြောလိုက်ပါတယ်။ဘန်ကတော့အကိစ္စကိုမကျေနပ်တာနဲ့ပဲအပြင်ကိုထွက်လာကြည့်ပါတယ်။အဲ့ချိန်ဘန်ဖိုဝမ်ကြီးကိုတွေ့လိုက်တာကြောင့်ဘန်လည်းအသေးအံနောက်ကနေလိုက်ပါတယ်။လိုက်နေရင်ဖိုဝမ်စ်ကိုပတ်စံထုတ်ဆက်ရုံမှာတွေ့လိုက်တာကြောင့်ဘန်လည်းလိုက်သွားခဲ့ပါတယ်။အဖိုးမတ်တို့လည်းဆက်ရုံနဲ့ဝင်လာပြီးအတန်နေကြတာကြောင့်တွားကြည့်ရချင်းဟီပလက်စ်ကတောင်းကျမ်းနေတာပဲဖြစ်ပါတယ်။ကွမ်ကတော့ဘန်ရဲ့အီလီယန်နှစ်ကောင်နဲ့တောင်ဆိုတော့ဘန်လိုပဲတတိကျယုံကြည်လိုက်ပါတယ်။အဲ့လိုနဲ့ကွမ်လည်းဟီပလက်စ်ကိုဘန်အထင်နဲ့ဆွပြဲနေပါတယ်။အဲ့ချိန်ဘန်ရောက်လာပြီးဟီပလက်စ်ကလည်းမီးနဲ့ပစ်လိုက်တာကြောင့်ဘန်လည်းဒိုင်မိုဟတ်အသွင်နဲ့ကွမ်ကိုကာပေးလိုက်ပါတယ်။အဲ့နောက်အဖိုးမတ်တို့ကိုဘေးကင်းရစီရှောင်းခိုင်းလာပြီးဘန်ကတော့ဟီပလက်စ်နဲ့တိုက်ခိုက်နေပါတယ်။ဘန်ကမင်းမတူလဲလို့ဟီပလက်စ်ကိုမေးလိုက်ပါတယ်။တကယ်တော့ဟီပလက်စ်ကကယ်ဗင်ပဲဖြစ်ပါတယ်။စီဇန်1မှာတော့ဘန်နဲ့တွေ့ခဲ့တဲ့ကောင်လေးပေါ့။ဘန်ကတော့ကယ်ဗင်မှာရှိတဲ့အိုမီထွေးရဲ့အစွမ်းတွေအကုန်လုံးကုန်သွားပြီးထင်နေရပဲဖြစ်ပါတယ်။ကယ်ဗင်ကတော့ဘန်နာရီတွေကအကောင်တွေအကုန်လုံးပြောင်းလို့ရတဲ့ဒီစွမ်းရည်တွေကိုစိုးယူခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ကယ်ဗင်ကတော့လူပုံစံကိုခဏလေးပဲပြန်ဖြစ်နိုင်ပါတယ်။သူဒီလိုဖြစ်သွားရတာဘန်ကြောင့်လို့ပြောပြီးဘန်ကိုအပြစ်တင်နေပါတယ်။အဲ့လိုနဲ့နှစ်ယောက်သားစကားများနေရချင်းစတီရိုအဖွဲ့တွေရောက်လာကြောင်းကယ်ဗင်လည်းစတင်ဖရိုင်းပြောင်းကထွက်ပြေးသွားပါတယ်။ဘန်မဲကြံခဲ့တာကြောင့်ဘန်ကိုဝိုင်းထားလိုက်ပြီးဘန်သူလူဆိုးမဟုတ်ကြောင်းရှင်းပြပါတယ်။ဂွမ်ကလည်းဝင်ကူပြောပေးပေမဲ့လက်မခံတာကြောင့်ဘန်လည်းထွက်ပြေးဖို့လုပ်ပါတယ်။အဲ့နောက်ထွက်ပြေးအိုမီထွစ်ကကုံတော့မှမို့ဘန်လည်းအောက်ကိုခုန်ဆင်းလိုက်ပါတယ်။ဘန်လည်းလူပြန်ဖြစ်သွားတာကြောင့်မသိရင်ဂျိုသားတိုက်ခိုက်တာခံရတော့မဲ့ကလေးပုံစံမျိုးနဲ့လှည့်ကွက်သုံးလိုက်ပါတယ်။အဲ့နောက်အဖိုးမတ်တို့စီပြန်ရောက်လာပြီးစတီးကလည်းဘန်ရဲ့နာရီကလမ်းလာရီလားဆိုပြီးပြောလိုက်ပါတယ်။ထပ်ပြီးခုနကဂျိုသားအကြောင်းလည်းမေးနေရကြောင်းအဖိုးမတ်ကလည်းဘာမှမသိပါဘူးလို့သာပြောပြီးထွက်သွားကြပါတယ်။စတီးကတော့ဘန်တို့ကိုမယုံတာကြောင့်သူ့လူတွေနဲ့စောင့်ကြည့်ခိုင်းထားလိုက်ပါတယ်။ဘန်ကတော့အဖိုးမတ်တို့ကိုကယ်ဗင်အကြောင်းပြောပြနေပြီးကယ်ဗင်ကတော့ဘန်ရဲ့အီလီယန်ပုံစံနေနဲ့မျိုးတိုင်းမှာပတ်တောင်းကျမ်းထားတာပဲဖြစ်ပါတယ်။အဲ့ချိန်ကယ်ဗင်ကအဂရိတ်တင်နဲ့ကောက်အောင်ထိန်းချုပ်ပြီးလူတွေအန်နီရဖြစ်အောင်လုပ်နေပါတယ်။ဘန်ကလည်းငါအဂရိတ်ကပိုကောင်းတယ်ဆိုပြီးပြောင်းလိုက်ပါတယ်။ဒါပေမဲ့ဝမ်မတ်ကြီးသာဖြစ်သွားခဲ့ပါတယ်။စတီးရဲ့ဖွဲ့တွေကလည်းဘန်တို့ကိုစောင့်ကြည့်နေရပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုရင်တော့ VPN လေးခံကြည့်ပေးပြီး like and subscribe လေးနဲ့လည်းအားပေးခဲ့ကြပါအောင်ဗျ။အားလုံးကျေးဇူးတင်ပါတယ်။ကယ်ဗင်ကတော့ကားရဲ့ brake ကိုဖျက်ဆီးလိုက်ပါတယ်။ဘန်လည်းကားခေါက်မှုပေါ်တက်လာကြောင်းကယ်ဗင်ကလည်းတိုက်ခိုက်ပါတယ်။အဖိုးမတ်ကလည်းဘန်တို့ကာနာကိုလိုက်နေပါတယ်။တစ်ဖက်မှာကယ်ဗင်ကကားရဲထွက်ပြီးစတင်ပိုင်းပြောင်းကထွက်သွားခဲ့ပါတယ်။အဖိုးမတ်လည်းရောက်လာတာကြောင့်ဘန်လည်းသူတို့ RV ကားမှာချိန်နဲ့ချိတ်ကနောက်ကနေဆွဲထားပြီးကားပေါ်ကလူတွေကိုကယ်ပေးလိုက်ပါတယ်။ညရောက်တော့ဘန်တို့ကိုစတီတို့ကဝိုင်းထားလိုက်ပြီးအီလီယန်ကိစ္စတွေကိုမပြောပြရင်ထောင်ထဲထည့်မယ်လို့ပြောနေရချင်းတရားပေါ်မှာအီလီယန်တကောင်တောင်းကျမ်းနေရကြောင်းစတီလဲလိုက်သွားပါတယ်။ကယ်ဗင်ကတော့ဒိုင်မိုဟတ်အသွင်ပြောင်းပြီးတရားကိုဖျက်ဆီးကစတီတို့လင်ရင်ကိုလည်းကြောက်ချွန်နေနဲ့လှမ်းပစ်လိုက်ပါတယ်။အဲ့လိုနဲ့စတီလဲကယ်ဗင်နဲ့ရင်ဆိုင်ပြီးကယ်ဗင်ကတတ်တော်မဲ့ချင်းဘန်4-1အသွင်နဲ့ရောက်လာပြီးဘင်းနဲ့ငါလည်းပဲရှင်းမယ်လို့ပြောလိုက်ပါတယ်။စတီကိုလည်းတရားကြိုးတန်းပေါ်ပစ်လိုက်ပြီးကယ်ဗင်ကဘန်ကိုကြောက်ချွန်နေနဲ့လှမ်းပစ်လိုက်ပါတယ်။ဘန်လည်းရှောင်ရှားပြီးဒိုင်မိုဟတ်ရဲ့တောက်ကောက်ကိုတစ်ချက်ထိုးချလိုက်ပါတယ်။နှစ်ကောင်စကားများနေတော့အောက်မှာလောင်ချာနဲ့ချိန်ထားကြပါတယ်။စတီကတော့သူ့အမိန်ပေးမှပြစ်ဖို့မှားလိုက်ပါတယ်။အဲ့လိုနဲ့ဘန်လည်းဒိုင်မိုဟတ်ကိုတောက်ကွက်တွေအားရပါရထိုးပြီးကင်ပေါက်လိုက်ပါတယ်။ကယ်ဗင်လည်းဟီပလက်စ်ကိုပြောင်းပြီးတိုက်ခိုက်ပါတယ်။ချက်ပြီးစတင်ဖလိုင်းနဲ့တိုက်ခိုက်ဖို့လုပ်ပေမဲ့လူပြန်ဖြစ်သွားခဲ့ပါတယ်။ဘန်လည်းကယ်ဗင်ကိုထိုးလို့ရပေမဲ့မထိုးပဲဘေးမြေကြီးကိုသာထိုးချလိုက်ပါတယ်။ကယ်ဗင်ကတော့ထက်စိန်ကောနေပြီးသူနဲ့တိုက်ခိုက်ဖို့ပြောရင်ဘန်ကတော့ညင်းလိုက်ပါတယ်။အဲ့ဒါကြောင့်ကယ်ဗင်လည်းစိတ်တူသွားပြီးအီလီယန်ပြန်ဖြစ်သွားခဲ့ပါတယ်။ဒီခါမှာတော့အီလီယန်10ကောင်လုံးပေါင်းထားတဲ့ကောင်ကြီးဖြစ်သွားခဲ့ပါတယ်။အဲ့လိုနဲ့တိုက်ခိုက်ရင်ဘန်ကခံနေရပြီးအောက်ကိုလည်းပြုတ်ကျတော့မဲ့ချင်းစတီကလောင်ချာနဲ့ပစ်ခိုင်းလိုက်ပါတယ်။ကယ်ဗင်လည်းလောင်ချာစာထိပြီးတရားပေါ်ကနေရေရောက်လေးပြုတ်ကျသွားခဲ့ပါတယ်။စတီလည်းပြုတ်ကျတော့မှမို့ဘန်ဟာပဲတွားကူညီပေးကထွက်သွားခဲ့ပါတယ်။အဲ့နောက်စတီကဘန်တို့ကိုဂျိုသားတွေရှိတဲ့နေရာမှာဘာလို့ခဏခဏပေါ်လာရတာလဲလို့မေးလိုက်ပါတယ်။အဖိုးမတ်ကတော့သူတို့အဲ့လိုဖြစ်တာတတိတော်မထားမိဘူးလို့ပြောကစတီနဲ့နှုတ်ဆက်ပြီးထွက်လာကြပါတယ်။ဒါကတော့ဘန်နဲ့ Classic Season 2ရဲ့အပိုင်း3ဖြစ်ပြီးအပိုင်းလေးကိုတော့နောက်ရက်မှာတင်ပေးသွားမှာမလို့ like and subscribe လေးနဲ့လည်းအားပေးခဲ့ကြပါအောင်ဗျ။အားလုံးကျေးဇူးတင်ပါတယ်။